Hello အားလုံးပဲမင်္ဂလာပါရှင် Aria ပါ Aria အခုပြရတဲ့အိမ်ကြီးကို3-4မိနစ်အတွင်းမှာအချိန်နဲ့အများကြီးမကုန်မဲနဲ့ခဏလေးနဲ့စောက်လို့ရတယ်ဆိုတာယုံလားဆိုတော့စောက်တဲ့နည်းလေးကိုသိချင်ရင်တော့ Aria ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားကြပါရှင်ဆိုတော့ပထမဦးဆုံးအနေနဲ့အမေးများကြတာကအိမ်ကိုအကြီးဆောက်ချင်တာဒါပေမဲ့ခြံလေးရတသေးလေးခြံကွက်ကိုဘယ်ရဝယ်ရမှာလဲဆိုရင်တော့အခု Aria ပြပေးသွားပါမယ်အခု Aria ပြရတဲ့မြားလေးတွေကိုဝင်လိုက်ပါရှင်ဝင်ပြီးတော့လို့ရှိရင် Aria အခုဝိုင်းပြထားတဲ့ဟာလေးကိုထပ်ဝင်ပါနော်ပြီးတော့လို့ရှိရင်အမှအပေါ်မှာ၄တောက်ပုံလေးရှိပါတယ်မြားလေးထုတ်ပြထားပါတယ်အမှခြံကွက်ဝယ်လို့ရပါတယ်ရှင် Aria ကအခုခြံကွက်ဝယ်ဖို့ပတ်စံမလောက်ပါဘူးဆိုတော့ Aria မှာရှိတဲ့ပစ္စည်းတွေကိုတွားရောက်ပါမယ်ရှင်ဘသူရှိမှတွားရောက်ရမလဲဆိုရင်တော့အခုမြေပုံလေးကအဖွားတယောက်ရှိမှတွားရောက်ရပါမယ်ရှင်သူကဘာပစ္စည်းမဆိုအကုန်ဝယ်ပါတယ်နော်သူ့ရဲ့နာမည်ကကျတော့ Albert ပဲဖြစ်တယ်သူကဘာပစ္စည်းမဆိုပန်းဒီပဲဖြစ်ဖြစ်ထိုင်ကုန်ပဲဖြစ်ဖြစ်အကုန်ဝယ်ပါတယ်ရှင်ဆိုတော့ပတ်စံလူနေတဲ့သူတွေပတ်စံများများလူချင်တဲ့သူတွေနော်မရှိအရာတွားရောက်ရမယ့်သူတွေဆိုရင်မသိဘူးဆိုရင်အဲ့အဖွားရှိမှတွားရောက်လို့ရပါတယ်ရှင်တချို့မရောင်းရတဲ့သူတွေကြတော့ရောင်းလို့မရဘူးဘာဖြစ်လို့လဲဆိုရင်အဲ့ဒါ level မြင့်တယ်လို့ပါ level မြင့်သွားလို့ရှိရင်သူ့ဟာနဲ့သူရောင်းလို့ရသွားပါလိမ့်မယ်နော်အိမ်စားဆောင်မယ်ဆိုရင်တော့အနည်းဆုံးပတ်စံ2000သို့မဟုတ်3000ရှိတာပါလို့ရှင်သူကဘယ်လိုမျိုးလဲဆိုရင်တော့ Aria ရဲ့အိမ်ကအခု9000တန်နေဆိုရင်တော့ဒီအိမ်9000တန်တဲ့ဟာယူ Aria ဖြတ်ပလိုက်လို့ရှင်ပတ်စံ9000ပြန်ရပါတယ်အကယ် Aria က9000တန်တဲ့အိမ်ကိုဆောက်လို့ရှင်တော့ပတ်စံ9000ကုန်ပါအဲ့ဒါလေးပြီးသွားလို့ရှိရင်တော့ Aria ခြံကွက်အစ်စ်လေးဝယ်လိုက်ပါပြီရှင်အဲ့ဒီခြံကွက်အစ်စ်လေးမှာအိမ်တစ်လေးတစ်လုံးဆောက်ပြပေးသွားပါမယ်ရှင်အရင်ဆုံးလွယ်အိပ်ဘေးနာအိမ်ပုံစံလေးလိုမှာပြီးသွားလို့ရှိရင်တော့ solo building ကိုနှိပ်လိုက်ပါရှင်အခုလိုမျိုးဖြစ်နေရင်တော့အိမ်ဆောက်ရတာမလွယ်ပါဘူးရှင်ဆိုတော့အခု Aria ပြရတဲ့ညလေးကိုနှိပ်လိုက်ပါရှင်အခုလိုဒီလိုလေးဖြစ်သွားပြီဆိုရင်တော့စားဆောက်လို့ရပြီနော်အရင်ဆုံးအောက်မှာကြည်ပြခင်ပါမယ်ရှင်ကြည်ပြပြီးနောက်မှာညလေးတွေရှိပါတယ်အဲ့ညလေးတွေကကိုလိုချင်တဲ့ပမာဏကိုချဲ့လို့ရပါတယ်ရှင်ဟိုလိုတစ်ခုချင်းစီလိုက်လို့နေစရာမလိုတော့ပါဘူးနော်ဆိုတော့နေရန်လေးထူနီးတူ၎င်းပါပဲရှင်ပြီးတော့လို့ရှိရင်စိတ်လေးတုပ်ပါမယ်ရှင်အခုပြထားတဲ့မြားလေးထဲမှာစိတ်တုပ်လို့ရပါတယ်နော်အခုလို single selection ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့အခုလိုတစ်ခုချင်းစီဖြစ်နေပါလိမ့်မယ်အဲ့လိုတုံးရင်အရန်ကြပါတယ်အဲ့ဒါကြောင့်မို့လို့ single selection ပြီးနာခလုတ်လေးကိုနှိပ်လိုက်လို့ရှိရင်တော့ continuous selection ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒီလိုတစ်ခါတည်း direct တန်းဆွဲလို့ရပါပြီရှင်ပြီးတော့လို့ရှိရင်အမိုးလေးဆောက်ပေးရပါမယ်နော်အမိုးမဆောက်ခင်မှာအောက်မှာသူကကြွေပြတက်ထက်ခံပေးရပါတယ်ရှင်ခုနကအုပ်စုကြွေပြခင်းတယ်လို့ပဲနော်သူလည်းအဲ့တော့ခင်းပြီးွားဆိုတာနဲ့အပေါ်မှာအမိုးလေးတင်ပြီးဆောက်ရုံပဲနော်အမိုးပြီးမှလည်းမြားလေးတွေရှိပါတယ်အဲ့မြားလေးတွေကိုထားထားတဲ့အိမ်ရဲ့ပမာဏလောက်ကိုချဲ့ပြီးတော့ဆွဲလိုက်လို့ရပါတယ်နော်ဆိုရင်အခုဆိုရင်တော့အိမ်တိလေးတစ်လုံးရောက်သွားပါပြီပဲဖြစ်ပါတယ်ရှင်ပြီးသွားလို့ရှိရင်အိမ်တိလေးမှာတကားလေးလိုက်တဲ့ဒီပန်လေးလိုက်တက်လို့ရှိရင်အကုန်လုံးပြီးတော့ပါပြီနော်Aria ကတခါတည်းဖြင်းနီးလေးပါတင်ပေးလိုက်ပါတယ်ရှင်အပေါ်ကတူလေးကိုနှိပ်လိုက်ပါနော်နှိပ်ပြီးလို့ရှိရင်အောက်မှာ single selection ဖြစ်နေပါတယ် single selection ဆိုတစ်ခုချင်းစီလိုက်ဖြစ်နေရမှာဆိုတော့ကြာပါတယ်အဲ့တော့ continuous selection လို့လုပ်လိုက်လို့ရှိရင်ဒီလိုမျိုးအကုန်တခါတည်းတန်းဖြတ်လို့ရပါပြီရှင်ဆိုတော့ Aria ရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်လို့ရှိရင် follow နဲ့ like လေးလုပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်ဒီနေ့ကတော့ဒီလောက်ပါပဲเนาะအားလုံးလည်းအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်အားလုံးပဲတတာ